အားလုံးပဲမင်္ဂလာပါ Fortune Tarot ထဲလင်းပိုင်းနာပြီးမှပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့နာပြီးလုပ်ပြီးမယ်ပိကပိုင်းရီနေကသူခုကိုဘာတွေပြောချင်နေလဲသူ့ရဲ့အခုလက်ရှိအခြေအနေကိုကြည့်ပြီးမှဖြစ်ပါတယ်ဒါကကိုယ့်ရဲ့ ace အတွက်ပေါ့နော်ကိုယ့်ရဲ့အရင်ကိုယ့်ရဲ့ ace ပေါ့နော်ကိုယ့်ရဲ့ ace ရဲ့အခုလက်ရှိအခြေအနေသူကိုဘာတွေပြောချင်နေလဲသူကိုသတိရနေလားဆိုတာကိုနာပြီး pick up ပိုင်း reading အနေနဲ့ကြည့်ပြီးမှဖြစ်ပါတယ်ရွေးချယ်စရာကတော့အပိုင်းနှစ်ခုရှိရပေါ့နော်ပိုင်း1ရဲ့ပိုင်း2ရဲ့ပါကိုယ့်ရဲ့စိတ်ကိုအစွဲဆောင်နိုင်ဆုံး pick up ပိုင်းလေးရွေးပေးဖို့ပြောချင်ပါတယ်ဒါဆိုရင်နာပြီးရွေးချယ်ဖို့ချိန်ပေးမယ်နော်ပိုင်ဝန်လေးတွေကိုရွေးချယ်ထားတဲ့သူလေးတွေအားလုံးမင်္ဂလာပါကိုယ့်ရဲ့ ace ကကိုလက်ရှိမှာဘာတွေကြုံတွေ့နေရလဲပြီးတော့သူကိုဘာတွေပြောချင်နေလဲသူကိုသတိရနေလားဆိုတာနာပြီးကြည့်ပြီးမှဖြစ်ပါတယ်ပိုင်ဝန်လေးတွေရေပေါ့နော်ကိုယ့်ရဲ့ ace ကကိုလက်ရှိမှာသူဘာတွေလုပ်နေလဲဆိုရင်တချို့တွေကြတော့လေဘယ်လိုပြောရမလဲဆိုရင်လေအတစ်တယောက်ပေါ့နော်အတစ်တယောက်ရနေပြီသဘောကျနေတဲ့သူရှိနေပြီလို့ပြောလို့ရတယ်ပေါ့နော်ဒီသူနဲ့ကိုနဲ့အခြေအနေပေါ့နော်အရင်အတိတ်တီတုန်းကကြည့်ခဲ့တဲ့ပိုင်မှာဆိုရင်တယောက်နဲ့တယောက်နဲ့ညှိယူလို့မရတဲ့အရာလေးတွေတွေ့ရတယ်အဓိကပြောချင်တာကतू ကအဖြူဆိုကိုကအမဲဖြစ်နေရမျိုးအဲ့လိုပုံစံမျိုးလေးတွေပြီးတော့လေတချို့တွေကြောက်လေဒီပိုင်မှာတွေ့ရတာဆိုရင်နည်းနည်းချုပ်ချယ်မှုလေးရှိရပေါ့နော်တခုခုဆိုလဲစားပြန်ပြီခုဆိုလဲသွားပြန်ပြီးတော့လေcontrol ရမ်းလုပ်တဲ့ပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်အဲ့ဒါကြောင့်မို့ဒီ relationship ကအရင်အဆင်ပြေခဲ့တယ်ဆိုတဲ့ပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးမတွေ့ရဘူးပေါ့နော်ပြီးတော့လေဒီဘိုင်မှာဆိုရင်လေအဲ့လိုတပ်ပအစံပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်တချို့တွေဆိုရင်လည်းအဲ့လိုတခြားလူကနေပြီးတော့မှလာပြီးတော့ပတ်သက်လို့အိမ်နောက်အဲ့ဒီလူနောက်ကိုလိုက်သွားတာမျိုးအိမ်မှာကိုနဲ့သူနဲ့ပြည့်စဲသွားရတဲ့ဆိုပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်ပြီးတော့လေဒီမှာဒီဘက်မှာတွေ့ရဆိုရင်သူနဲ့ကိုနဲ့တော့ကသူနဲ့ကိုနဲ့ပေါ့နော် relationship တုန်းကဆိုရင် तू ကကိုအရင်ချစ်ပြခဲ့ရဆိုပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးမရှိဘူးဒါမဲ့အဲ့လိုတခြားတယောက်နဲ့ကြောက်သူ့အနေနဲ့အဲ့လိုမျိုးသူမှသူအရင်ချစ်တဲ့ပုံစံမျိုးလေးအဲ့လိုလုံနေတဲ့ဆွဲပုံစံမျိုးလေးဒီမှာတွေ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကို့အနေနဲ့ကလေသူ့အဲ့လိုမကျေနပ်တာမျိုးလေးတွေတခါလေကြာရင်လေကို့အနေနဲ့ကသူ့တော့ချစ်သေးလားဆိုရင်တော့မချစ်တော့ဘူးဒါပေမဲ့ဘယ်လိုပြောပြရမလဲဆိုရင်ကို့အနေနဲ့ကနာကြီးနေရဲဆိုရခံစားချက်မျိုးလေးကိုဒီမှာတွေ့ရတယ်ပေါ့နော်ဒီအရင် X နဲ့ပတ်သက်ပြီးတော့ကို့ရဲ့အခြေအနေဒါနာပြီးပြောပြတာပါပြီးတော့ဒီမှာကလေသူနဲ့ကိုနဲ့ဒီ relationship တုန်းကဆိုသူ့အနေနဲ့ပြင်ပန်းခဲ့ရတဲ့ပုံစံမျိုးတွေရှိရပေါ့နော်ကို့အနေနဲ့ကလည်းဒါကတော့ reading ကပေါ့နော် main ကလေးလေးကြည့်ရယောက်ျားလေးလေးကြည့်ရဆိုတော့နားပြီအကုန်လုံးခြုံပြီးပြောလိုက်တာပါနည်းနည်းပေါ့နော် control လုပ်ချင်တဲ့ပုံစံမျိုးလေးရှိရတစ်ဖက်လူကလေကိုနဲ့ပတ်သက်ပြီးတော့မှကိုရှိမှတော့တည်ရမလားအရင်စိတ်ညစ်နေတဲ့ပုံစံအဲ့လိုပုံစံမျိုးလေးမပြောပင်ပဲပေါ့နော်အဲ့လိုမလောက်တတ်ပြီမယ်လေနောက်ွယ်ရမှာဆိုသူ့ရဲ့အပေါင်းအသင်းတွေပဲဖြစ်ဖြစ်အဲ့လိုသူလုံကြီးရတဲ့သူတယောက်သူဖွင့်ဟပြောကြတာမျိုးအဲ့လိုပုံစံမျိုးလေးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လဲသူ့အနေနဲ့ကကြာလာတော့ဓာကြီးကိုဒီလိုမျိုးပေါ့နော်တယောက်နဲ့အဲ့လိုမျိုးတချို့ကြတော့လေသူဖြစ်ချင်တဲ့အရာကိုပြောတယ်ပေါ့နော်တချို့ကြတော့လေဒီ introvert ပုံစံမျိုးလေးတစ်ဖက်လူကအဲ့လိုဖြစ်နေရကြောက်လေသူ့အနေနဲ့သူခံစားရတဲ့အရာကိုမပြောဘူးကိုကလည်းအဲ့လိုမျိုးသူခံစားနေရတဲ့အရာကိုသိလားဆိုတော့လည်းမသိဘူးအဲ့လိုပုံစံမျိုးလေးတွေ့ရရပါတော့အဲ့ဒါကြောင့်မို့သူ့အနေနဲ့ကဒီအရာကြီးကိုအမြဲတမ်းအစုပ်ကင်မှုမဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လွှတ်ချထားခဲ့တယ်အဲ့လိုပုံစံမျိုးဒီဘက်မှာတွေ့ရတာဆိုတစ်ဖက်လူကိုယ့်ရဲ့ပေါ့နော်အရင် relationship ကလူကသူ့ကိုနားလည်ပြီးချစ်ပေးအဲ့လိုပုံစံမျိုးသဘောကျတာကိုကတော့နည်းနည်းထိန်းချုပ်ခြင်းတဲ့ပုံစံမျိုးလေးကိုဒီမှာနားပြီးတွေ့ရတယ်ဒါကတော့January မို့လို့နားပြီးဒီမှာတွေ့ရတဲ့လောက်ကိုနားပြောလိုက်တာပေါ့နော်အဲ့လိုပုံစံမျိုးလေးနားပြီးတွေ့ရတယ်ပြီးတော့တစ်ဖက်လူကလေ
ကိုကကြီးပဲအဲ့လို control လုပ်တဲ့ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်တစ်ဖက်လူကလည်းသူလည်းလူတွေထဲကလူပဲပေါ့နော်သူ့အနေနဲ့လည်းနည်းနည်းကိုနည်းနည်းလွှမ်းမိုးခြင်းတဲ့ပုံစံမျိုးလေးရှိတယ်ဒါပေမဲ့တကယ်တမ်းသူလွှမ်းမိုးလားဆိုရင်အဲ့လိုလည်းမဟုတ်ဘူးကိုကပဲအဲ့လိုလွှမ်းမိုးသွားတယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်အဓိက control လုပ်ခြင်းတဲ့ပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့ဒီမှာတွေ့ရဆိုကိုယ့်ရဲ့တစ်ဖက်လူကပေါ့နော် introvert တမဖြစ်တယ်အရင်ပေါ့နော်အေးစစ်စစ်လဲနေတတ်တယ်သူ့ရဲ့ခံစားချက်ကိုဖွင့်ပြောတတ်တဲ့ပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးမတွေ့ရဒီမှာဆိုရင်လည်းလေအဲ့လိုသူနဲ့ကိုနေကနေရာဒေသမတူတာမျိုးလေးအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်တချို့တွေဆိုလည်းအဲ့လို ADRS ပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့သူ့အနေနဲ့ခုလက်ရှိမှာဘာပြီးကြုံတွေ့နေရလဲဆိုရင်လေတခါလေကြာရင်တော့ကိုယ်သတိရတာမျိုးလေးရှိရဒါပေမဲ့ဒီကို့အနေကို့စီကိုပြန်လာမှာလားဆိုရင်တော့လည်းအဲ့လိုလည်းမဟုတ်ဘူးသူ့အနေနဲ့ကသတိတော့ရတယ်ပြန်လာကြလားဆိုရင်တော့ပြန်မလာဘူးပေါ့အဲ့လိုပုံစံမျိုးလေးပြီးတော့လေတချို့သိချင်နေတဲ့လူတွေပေါ့နော်ကိုယ့်ရဲ့ ace ကပြန်လာမှာလားဆိုရင်ဒီဘက်မှာတွေ့ရတာကတော့နှိုးပါပေါ့နော်ကိုယ့်ရဲ့ ace ကပြန်လာဖို့တော့မရှိဘူးသူ့အနေနဲ့ကလေဘယ်လိုပြောရမလဲဆိုရင်အတိတ်ကပြီးသွားပြီလက်ရှိမှာပဲကောင်းအောင်နေပြီးတော့မယ်လို့ကိုယ့်အတွက် right person ကိုစောက်မယ်ဆိုရင်လူမျိုးတွေအဲ့လိုပုံစံမျိုးလေးဖြစ်တယ်ပေါ့နော်ဒါကဒီ reading ကငကလေးရောယောက်ျားလေးရောအကျုံးဝင်ပါတယ်နားပြီးအကုန်လုံးအတွက်ကိုကြည့်ပြီးထားပါတော့ပြီးတော့သူ့အနေနဲ့ကအခုလက်ရှိမှာပေါ့နော်အချစ်ရေးဆိုတာအထက်ကိုလေအချစ်ရေးကိုအရင်စိတ်ဝင်စားတဲ့အဲ့လိုရီးစားရမယ်အဲ့လိုပုံစံမျိုးလေးမတွေ့ရသေးဘူးပေါ့နော်အလုပ်ဘက်ကိုအခုချိန်မှာဆိုအာယုံဆိုင်နေဆိုပဲပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ဒီမှာတွေ့ရဆိုတခုခုအာယုံဆိုင်နေအခြေရည်ကိုအရင်ကောင်းနေထဲ့မနေဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့သူ့အနေနဲ့ကလည်းအဲ့လိုသူသဘောကျတဲ့သူတွေ့နေရမျိုးအဲ့လိုပုံစံမျိုးလေးတော့ရှိရဒါပေမဲ့အဲ့ဒီຢာပေါ်မှာအရင်ပေါ့နော်အဲ့လိုယူသွတ်နေရဲ့အဲ့လိုအခြေရည်ဆိုလဲရီးစားရအောင်ရရမယ်အဲ့လိုပုံစံမျိုးလေးသူ့အနေနဲ့မရှိမနေဘူးပေါ့နော်နောက်ပြီးတော့သူကိုဘာတွေပြောချင်နေလဲဆိုတော့နောက်ပြီးကြည့်ပြီးမှဖြစ်ပါတယ်သူကိုဘာတွေပြောချင်နေလဲဆိုရင်ပေါ့နော်သူနဲ့ကိုနေကပေါ့နော်တချို့တွေဆိုရင်လည်းဘယ်လိုပြောပြရမလဲဆိုရင်ငယ်ကြီးစားရပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်နိုင်တယ်အဲ့လိုဒီမှာလာပြီးတွေ့ရတာဆိုရင်သူနဲ့ကိုနေကအဲ့လိုတချို့တွေဆိုလည်းအဲ့လိုတွေ့ရကြပြီပေါ့နော်ဒါပေမဲ့အစင်မပြေလို့ပြတ်သွားခဲ့ရတယ်ဒါပေမဲ့တန်ရောစင်တော့ရှိတည်ရပေါ့နော်သူနဲ့ကိုနဲ့နှစ်ယောက်ကြားထဲမှာသူ့အနေနဲ့ကတန်ရောစင်တော့ရှိရဒါပေမဲ့ပြန်ဆက်မလားဆိုရင်တော့ပြန်ဆက်ဖို့ကတော့မဖြစ်နိုင်ဘူးပေါ့နော်သူ့အနေနဲ့ကသူကိုဘာပြောချင်နေလဲဆိုရင်ကိုတို့နှစ်ယောက်ကပေါ့နော်ကိုတို့နှစ်ယောက်ကတကယ် right time မှာ right person နေလည်းမဟုတ်တယ်လို့ right time မှာလည်းမတွေ့ခဲ့ကြဘူးပြီးတော့သူ့အနေနဲ့ကပေါ့နော်ဒီထက်ပိုပြီးတော့အစင်ပြေမဲ့လမ်းကိုသူရွေးချယ်နေတယ်နောက်တစ်ခုကကြတော့သူကိုသတိရနေတခါကျရင်စကားလာပြောချင်ပေမဲ့စကားပြောချင်နေဆိုတာဟိုလိုမျိုး flip တဲ့ပုံစံမျိုးတော့မဟုတ်ဘူးတခါလေကြာရင်သူ့အနေနဲ့အစင်ပြေလားအဲ့လိုပေါ့နော်ဒါအဲ့လိုမျိုးပြောချင်နေတယ်ဒါပေမဲ့သူ့အနေနဲ့ကတချို့ကြလဲမာနကြောက်ပေါ့နော်မာနကြောက်တင်းခံနေရဲ့အဲ့လိုပုံစံမျိုးလေးကိုနားပြီးဒီဖိုင်မှာတွေ့ရတယ်ပေါ့နော်သူအခုလက်ရှိမှာသူကိုပြောချင်နေရတော့နှစ်ယောက်က right person မဟုတ်ခဲ့ဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့လေပေါ့နော်ဒီဖိုင်မှာဆိုရင်တယောက်ကအပူဆိုရင်တယောက်ကအေးကွာအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့တစ်ဖက်လူနဲ့ကိုနဲ့ကလေစိုင်းနေမတူတာပေါ့နော်ဒါပြီးဒီမှာပြောချင်တာကဘာပြောချင်တာလဲဆိုရင်တစ်ဖက်လူက fire sign ဆိုရင်ကိုက water sign ဖြစ်နေရမျိုးအဓိကတော့အပူနဲ့အေးပေါ့နော်ရေနဲ့မီးလို့အဲ့လိုပုံစံမျိုးလေးစိုင်းတွေလည်းမတူဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးအသွင်လည်းမတူဘူးပေါ့နော်အသွင်မတူတာဆိုတာသူနဲ့ကိုနဲ့ကအကျင့်စရိုက်တွေလည်းမတူတာမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့နှစ်ယောက်ကြားထဲမှာကမတူတဲ့အရာတွေများလာတဲ့ခါမှာညှိလို့မရတဲ့အချက်မျိုးလေးတွေအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့သူ့တချို့သိချင်တဲ့လူတွေရှိရပေါ့နော်ဒီ relationship မှာသူ့အနေနဲ့ပျော်ရွှင်ခဲ့ရလားအဲ့လိုပုံစံမျိုးလေးတချို့နာပြီး package ပေါ့နော် H package မှာမေးရတဲ့သူတွေဆိုရင်သူ့အနေနဲ့ဒီ relationship မှာသူဘယ်လိုကြုံတွေ့ခဲ့ရလဲသူဘာတွေခံစားခဲ့ရလဲပြီးတော့သူဒီ relationship တော့မှာပျော်ရွှင်ခဲ့ရလားအဲ့လိုမျိုးလေးမိကြရှိလို့ဒါနာပြီးဒီမှာတစ်ခါပြောပြီးမယ်ပေါ့နော်
တုတ်နေနေကလေဒီ relationship မှာအဲ့လိုပျော်တော့ပျော်ရွှင်ခဲ့ရတယ်ဒါပေမဲ့အရန်ကြီးပေါ့နော်တချို့တွေဆိုရင်ဟိုတယောက်ကိုတော့ရီးစားအစ်စ်ပေါ့နော်လက်တွဲဖို့အစ်စ်ကိုတွေ့သွားပြီဒါပေမဲ့တချို့တွေကြတော့အဲ့လိုအရင်ပေါ့နော်အရင် relationship တွေကိုတတိယနဲ့ခိုက်တက်မျိုးလေးရှိတယ်ဒါပေမဲ့သူ့အနေနဲ့ကလေအရင်ဒီ relationship မှာလိမ့်နှက်ခဲ့တယ်ဆိုရဲပုံစံမျိုးလေးကိုနောက်ပြီးမတွေ့ရအောင်ပေါ့နော်သူ့အနေနဲ့ပပပလေးပဲအဲ့လိုဖြတ်တန်းမယ်ဆိုရဲအတွေးမျိုးလေးရှိအဲ့ဒါကြောင့်မို့လေဒီ relationship ကအဆက်မပြေမှုရှိနေအောင်မှာအရင်တီးခံပြီးတော့ညှိယူမယ်ဆိုရဲပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးမတွေ့ရဘူးအစစ်မပြေဘူးမလားအစစ်မပြေဘူးဆိုရင်နှစ်ယောက်ကလမ်းခွဲလိုက်မယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်လေးနဲ့ပုံစံမျိုးလေးကိုနှစ်ယောက်စလုံးမှာအရင်မတွေ့ရအောင်အဲ့လိုပုံစံမျိုးလေးနားပြီးတွေ့ရတယ်ပြီးတော့ကိုအနေနဲ့ကလည်းပေါ့နော်ကိုတိုင်းကလည်းပြန်ပြီးကြည့်တဲ့နဲ့ဘာဖြစ်လို့လဲဆိုကိုအနေနဲ့ကလည်းသူ့ကိုပြန်လိုချင်တဲ့ဆိုရဲပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးနိုင်မတွေ့ရအောင်ကိုအနေနဲ့ကအခုလက်ရှိမှာတချို့တွေဆိုရင်လှအောင်နေတချို့တွေဆိုလည်းလှလာရပေါ့နော်ရီးစားနဲ့ပြစ်ပြီးတော့မှလှလာပြီးတော့မှလို glow up တွေပို့ပြီးတော့ဖြစ်လာတယ်ပြီးတော့ဒီဘိုင်မှာတွေ့ရတာဆိုရင်လေကိုတိုင်းကလည်းအရင်သူ့ဘက်မှာစိတ်မရှိတော့ပဲနဲ့ကိုရဲ့ဒီလက်ရှိပစ္စုပန်မှာပဲကိုအနေနဲ့အာယုံထားလိုက်တာမျိုးနောက်တစ်ခုကကြတော့တချို့တွေဆိုရင်လည်းကိုရဲ့အလုပ်ကိစ္စဒါမှမဟုတ်ပညာရေးပေါ့နော်ပညာရေးဆိုရင် overseas မှာကျောင်းတက်မယ်နိုင်ငံခြားသွားအဲ့ဒီအရာပေါ်မှာပဲကိုအနေနဲ့စိတ်ထားပြီးတော့မှလေနေတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်နှစ်ယောက်စလုံးကလက်ရှိမှာအကောင်းဆုံးနေတယ်သူကလည်းကိုတခါတလေတတိယရဲဆိုပုံစံမျိုးလေးပဲနားပြီးတွေ့ရတယ်ပေါ့နော်အရင်ဒီ relationship ကိုပြန်လာခြင်းနဲ့ဆိုပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးလည်းမတွေ့ရဘူးပေါ့နော်သူ့အနေနဲ့ကိုကတတိတော့ရတယ်ဒါပေမဲ့စကားလည်းတခါတလေတော့လာပြောချင်တယ်ပေါ့နော်ကိုအကြောင်းလေးစုံစမ်းတာမျိုးလေးဒါမှမဟုတ်အဲ့လိုကိုနဲ့တည်းရဲ့အပေါင်းအသင်းတွေမှာမေးရမျိုးလေးရှိတယ်ဒါပေမဲ့သူ့အနေနဲ့ကစကားလာပြောဖို့မရဲရမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးနာပြီးဒီမှာတွေ့ရတယ်ပေါ့နော်ဒါဆိုရင်ပိုင်1လေးတွေကတော့ဒီလောက်ပါပဲနိုင်ပိုင်2လေးတွေဆက်သွားမယ်ပေါ့နော်ပိုင်2လေးတွေကိုရွေးချယ်ရတဲ့သူလေးတွေအားလုံးပဲမင်္ဂလာပါပထမအဆုံးပေါ့နော်သူကကိုဘာတွေပြောချင်နေလဲဆိုတော့နာပြီးအရင်ဖတ်ပြပေးပါမယ်သူကပေါ့နော်လက်ရှိမှာကိုလွမ်းနေတာဆိုရင်ကတော့ yes ဒါပေမဲ့ဖိုင်2နဲ့ဖိုင်1နဲ့မတူတဲ့အချက်ကဖိုင်1ကတတိတော့ရတယ်ဒါပေမဲ့အဲ့လိုမိမိပျောက်ပေါ့နော်အရင်ကိုအဲ့လိုစိတ်ထဲမှာအရင်ရှိမနေဘူးဒါကတော့နာဖိုင်1နဲ့ဖိုင်2နဲ့မှာကွဲပြားချက်ကိုပြောပြရပါတော့ဒါပေမဲ့ဖိုင်2ကျတော့အဲ့လိုမဟုတ်ဘူးသူကကိုအဲ့လိုမျိုးတတိရနေသူနဲ့ကိုနဲ့ကသူနဲ့ကိုနဲ့နှစ်ယောက်ကြားထဲကအဲ့လိုပေါ့နော်အမှတ်တရတွေကိုသူ့အနေနဲ့ပြန်ပြီးတော့တန်းကြတာမျိုးလေးတွေလွမ်းဆွတ်တာမျိုးလေးတွေတခါအဲ့လိုမျိုးလေးတွေတော့ရှိရပေါ့နော်ပြီးတော့သူ့အနေနဲ့လေကိုနဲ့ပတ်သက်ပြီးတော့မှအဲ့လိုအရင်ပေါ့နော်တချို့တွေဆိုလည်းအဲ့လို social media ကနေပြီးတော့မှအဲ့လိုမျိုးချက်နေတဲ့ပုံစံမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးနားပြီးဒီမှာတွေ့ရတယ်ပြီးတော့လည်းတချို့တွေဆိုရင်လည်းအဲ့လိုကိုအကြောင်းနဲ့ပတ်သက်ပြီးတော့မှလေကိုနဲ့တီးရဲ့လူတွေပေါ့နော်ကိုဘာလုပ်နေလဲဆိုတာကိုမေးတာမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးတွေတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဖိုင်2မှာကလေသူ့အနေနဲ့ကတတိတော့ရရပြန်လာခြင်းရဲ့ပုံစံမျိုးလေးရှိရပေါ့နော်ဖိုင်2သမားလေးတွေကပြန်လာခြင်းနေဒါပေမဲ့တချို့တွေကြတော့အဲ့လိုပေါ့နော်ပြန်လာဖို့ကိုသူ့အနေနဲ့ကိုယ်စကားပြောဖို့မရဲသေးတာအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့တချို့တွေကြတော့လေပေါ့နော်ဒီမှာတွေ့ရတာဆိုရင်လေဖိုင်2ကလိုပါလေသူနဲ့ကိုယ်ထဲမှာအဲ့လိုမျိုးအရင်ဦးဆုံးပေါ့နော်အစစ်မပြေမှုလေးတွေကလေသူနဲ့ကိုယ်နဲ့မှာသူ့ဘက်ကအရင်စခဲ့ရလုံးနာပြီးထင်တယ်ပေါ့နော်တချို့တွေဆိုရင်သူကစပြီးတော့မှအဲ့လိုမျိုးဒီ relationship ကိုလေအဲ့လိုပြတ်သွားစေရမျိုးပေါ့နော်အဲ့ဒီခါမျိုးမှာသူ့အနေနဲ့ကကိုနဲ့သူနဲ့အဲ့လိုပြတ်ပြီးရဲ့အချိန်မှာသူ့အနေနဲ့ကကိုလောက်ပေါ့နော်သူ့ပေါ်ကောင်းမဲ့သူ့အနေနဲ့ထပ်မတွေ့တာမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးသူ့အနေနဲ့အခုချိန်မှာလက်ခံထားတယ်အဲ့လိုစိတ်မျိုးလေးသူ့မှာအခုရှိနေရပေါ့နော်ဒါပြီးအဲ့ဒါလေးတော့တွေ့ရတယ်ပြီးတော့ဒီမှာသူပြောထားတာဆိုရင်သူ့ဘဝမှာပေါ့နော်ကိုကသူ့အပေါ်ကိုလောက်ကောင်းပေးမဲ့သူမရှိဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးသူ့အနေနဲ့ပြောထားရပေါ့နော်ပြီးတော့လေဒီဖိုင်မှာတွေ့ရတာက
ဒီဖိုင်ကိုရွေးတဲ့သူတွေကပြောမယ်ဆိုရင်တစ်ဖက်ကိုရဲ့ပါတနာပေါ်ကိုအရန်ဂယူးဆိုင်တက်တဲ့အကျင့်လေးပေါ့နော်အဲ့လိုပုံစံမျိုးလေးနာပြီးတွေ့ရတယ်အဲ့ဒါကိုလေသူ့အနေနဲ့ကလက်ခံထားရပေါ့နော်ဟိုနာပြီးဒီမှာတွေ့ရဆိုသူ့အနေနဲ့ကဘလောက်ပဲပေါ့နော်အဲ့လိုအသက်တွေတွေ့ပါစေကွာကိုနဲ့ပတ်သက်တဲ့အဲ့လိုအမှတ်တရတွေကိုသူ့အနေနဲ့သတိရနေရမျိုးလေးအဲ့လိုပုံစံမျိုးလေးနာပြီးဒီမှာတွေ့ရတယ်ပြီးတော့တချို့တွေဆိုရင်လည်းကိုကလေသူ့ရဲ့အချစ်ဦးဖြစ်နေရမျိုးအဲ့လိုပုံစံမျိုးလေးဒီမှာနာပြီးတွေ့ရတယ်ပေါ့နော်ပြီးတော့ဒီမှာတွေ့ရတာဆိုရင်ပေါ့နော်ကိုအနေနဲ့ပေါ့ဟိုလို့ချစ်သူအသေးကြီးစားအသေးရအောင်မဟုတ်သူ့အနေနဲ့စိုးရိမ်တာမျိုးလေးတွေပြီးတော့အဲ့လိုမျိုးကိုတခုခုအဲ့လိုမျိုးပေါ့နော်ဒီမှာ social media မှာနာပြီးပြောထားတဲ့အတွက်ကြောင့် social media မှာကိုအနေနဲ့အဲ့လိုမျိုး share တဲ့အခါမျိုးကြာရင်လည်းသူ့အနေနဲ့ပေါ့နော်ဟိုကြီးစားတွေပါရနေပြီလားပေါ့အဲ့လိုမျိုးလေးပေါ့နော်သူ့အနေနဲ့အဲ့လိုမျိုး overthinking လေးတွေကိုနဲ့ပတ်သက်ပြီးတော့မှတွေးတောနေရဲ့အရာမျိုးလေးအခုလက်ရှိမှာရှိနေအောင်လာပြီးဒီမှာတွေ့ရတယ်အတန်လေးတွေစူညံသွားရင်တောင်းပန်ပါတယ်နာပြီးတော့ဒီဘက်မှာဝေးတာတော့ဝေးရပေါ့နော်ဒါပေမဲ့အတန်ဒီထဲမှာဘလို့ဝင်နေမသိဘူးအပင်ခုတ်နေရတာမသိဘူးဒီမှာအတန်လေးဝင်နေတာတွေ့လို့ပေါ့နော်ကို့အနေနဲ့ကလည်းပေါ့နော်လက်ရှိမှာဆိုရင်ဟိုသူ့အရင်သတိရနေရဆိုပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးနာပြီးဒီမှာမတွေ့ရဘူးကို့အနေနဲ့လက်ရှိမှာပေါ့နော်ဟိုကိုဝါသနာပါတဲ့အရာကိုလှုပ်ချင်တဲ့အရာကိုလေအဲ့လိုဒီဇိုင်းမမလုပ်နေရဆိုပုံစံမျိုးလေးအခြေရေးကိုလည်းရင်ခေါင်းထဲမှာမထည့်ထားဘူးပေါ့နော်တခါတလေကြာရင်တော့ကို့အနေနဲ့အထီးကျန်တာမျိုးလေးတွေတခါတလေကြာရင်ကိုကြုံနေရတဲ့အရာမျိုးလေးတွေကိုပြောပြချင်တဲ့အခါမျိုးလေးတွေရှိတယ်ပေါ့နော်ဒါပေမဲ့ကို့အနေနဲ့ကတယောက်တည်းနေရတာအကောင်းဆုံးဆိုပြီးတော့မှစင်ကင် live ကိုအနေနဲ့သဘောကျလာတာမျိုးလေးအဲ့လိုပုံစံမျိုးလေးဖိုင်ထူးသမားလေးတွေကိုတွေ့ရတယ်ပေါ့နော်တစ်ဖက်လူကတော့သူ့အနေနဲ့ကပေါ့နော်ဟိုတခါလေကြာရင်အလုံးမအဆင်မပြေရပဲဖြစ်ဒါမှမဟုတ်ကိုနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဟိုအဲ့လိုအမှတ်တရလေးတွေသတိရတဲ့အခါမျိုးတွေမှာသူ့အနေနဲ့ကကို့အဲ့လိုမျိုးခါလေးကြာရင်စကားတော့ဒါပြောချင်တယ်ဒါပေမဲ့လေဟိုဒီမှာတွေ့ရတာကတကယ်တမ်းနှစ်ယောက်ရဲ့ relationship မှာသူ့ဘက်ကစမှာတာလို့နာပြီးဒီမှာတွေ့ရတယ်ပေါ့နော်ခံစားရတာဆိုရင်ပြောပြရတာဆိုရင်အဲ့မှာဆိုရင်အားကြောင့်မို့သူ့အနေနဲ့ကိုယ်စကားလာပြောဖို့ကိုမဝတ်မရဲဖြစ်နေအောင်မျိုးလေးအဲ့လိုပုံစံမျိုးလေးတွေ့ရဒါပေမဲ့ဒီမှာနာပြီးတွေ့ကြတာပိုင်တူးသမားလေးတွေကပြန်လာလိမ့်မယ်ထိုင်မင်းတော့နည်းနည်းကြာလိမ့်မယ်ဒါပေမဲ့လက်ခံတာလက်မခံတာကိုယ့်ပေါ်မူတည်ရပေါ့နော်သူ့အနေနဲ့ကကိုယ်လက်ရှိမှာသတိရနေတဲ့ပုံစံမျိုးလေးတွေ့ရဖိုင်တူးသမားလေးတွေကအကယ်၍အဆင်ပြေခြင်းနေဆိုရင်ကြားရနေပြီးတော့မှအောင်သွေးပေးမဲ့သူပေါ့နော်ဟိုကိုယ့်ရဲ့တငယ်ချင်းတော်လကောင်အဲ့လိုမျိုးပြန်ပြီးတော့မှအဆင်ပြေအောင်လုပ်ပေးမဲ့သူတယောက်တော့လိုတယ်သူ့အနေနဲ့ကအဲ့လိုမျိုးဟိုသူ့ဘက်ကပေါ့နော်အရင်စလာမဲ့ဆိုတဲ့ပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးမတွေ့ရဘူးဒါပေမဲ့ကိုတိုင်ကတော့လက်ရှိမှာလေကိုကတော့အဲ့လိုပြစ်စုံပံမှာပဲလေအကောင်းဆုံးနေပဲပြီးတော့အနာဂတ်ကိုရှေ့ရှုပြီးတော့မှအကောင်းဆုံးနေထိုင်မယ်ဆိုတဲ့ပုံစံမျိုးလေးကိုနာပြီးတွေ့ရတယ်ပေါ့နော်သူ့ဘက်ကတော့ကိုယ်ပြန်ပြီးတော့အဆင်ပြေနေချင်သေးရဲ့ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်သူ့အနေနဲ့အခုချိန်မှာဆိုအတွေးတွေအရန်ရှုပ်နေရဲ့ပေါ့နော်ကိုယ်နဲ့ပတ်သက်ပြီးတော့မှအဖြေတစ်ခုကိုကောင်းကောင်းမရသေးရမျိုးလေးတွေပြီးတော့လဲဒီဖိုင်မှာတွေ့ရတာနာပြီးအကြံပေးရပေါ့နော် guidance အရာဆိုရင်ကိုယ်အနေနဲ့ပေါ့နော်ဟိုသူနဲ့ပြန်တွဲဖို့ကိုအဆင်ပြေနေသေးတယ်ကို့အနေနဲ့သူ့လက်ခံခြင်းလဲဆိုရင် open minded ဖြစ်ပေးပါပြီးတော့တစ်ဖက်လူကလည်းသူ့အနေနဲ့ကစိုးရင်စိတ်တွေကအစတွေကသူ့ရဲ့စိတ်ထဲမှာရှိပြီးသားကို့အနေနဲ့ကလည်းဟိုတခါလေကြာရင်ပေါ့နော်ဟိုကို့ရဲ့မာနကြောင့်ကို့အနေနဲ့စကားပြောချင်အောင်မှခိုင်ကြရင်ကိုကလည်းမာနကြောင့်အဲ့လိုမျိုးပေါ့နော်မပြောရဲရမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးနာပြီးခံစားမိအဲ့အကြောင်းမို့ open minded ဖြစ်ပေးပါကို့အနေနဲ့ကိုယ့်ရဲ့စိတ်ကိုပြန်မေးပါကို့အနေနဲ့သူနဲ့ပြန်တွဲချင်လားဆိုရင်သူ့အနေနဲ့ပေါ့နော်ကို့အနေနဲ့လည်းသူ့ဘက်ကိုစိတ်ဖွင့်ပေးပါလို့ပြောချင်ပါတယ်နောက်တစ်ခုကပေါ့နော်ဒါကတော့ဖိုင်ထူးလေးတွေသိချင်လောက်မဲ့မိခွန်းပေါ့နော်ကို့အနေနဲ့သူနဲ့ပြန်တွဲရင်ရေရှည်ဆက်သွားလို့ရမယ်ဆက်ဆံရေးဖြစ်မလားဆိုတော့နားပြီးကြည့်ပေးပါမယ်အများစုက H နဲ့ပြန်တွဲကြတာရှားတယ်ပေါ့နော်အဲ့ဒါကိုနာပြီးကြည့်ပေးပါမယ်ရေရှည်အဆင်ပြေမဲ့ဆက်ဆံရေးမျိုးလေးလားဆိုရင်ကတော့အဆင်ပြေဖို့ကတော့တိတ်မတွေ့ရဘူးပေါ့နော်တိတ်မတွေ့ရဘူးဆိုတာ
ခဏတာတော့ကိုဘွားထဲကိုပြန်လာဖို့တော့ရှိရဒါပေမဲ့ရေရှည်ထိအဆင်ပြေမှလားဆိုရင်တော့အဆင်ပြေဖို့တော့မရှိဘူးအဲ့ဒါတော့ကိုပေါ်မူတည်ရပေါ့နော်ကိုအနေနဲ့ပြန်တွဲချင်လားမတွဲချင်လားကိုပေါ်တော့မူတည်ပါတယ်ဒါလေးကတော့နိုင်ဖိုင်တူးလေးတွေအတွက်ဖတ်ပြပေးရဖြစ်ပါတယ်reading လေးကိုဒီမှာပဲဆုံးသက်လိုက်ပါမယ်ပေါ့နော်ဘာနောက်ထပ်ပိုင်းဒီမှာချက်တွေ့ပါမယ်အားလုံးပဲတက်တာပါ